ဒါအညိုဘတ်သွားတာမျက်နှာလေးနည်းနည်းလင်းနေတာ အညိုဘက်တော့မှအမျက်နှာလင်းတာ သူအမဲထွက်လာလို့ရှိရင်တိတာတာမကြိုက် အကြံဉာဏ်တစ်ခုပေးလို့ရတာအမဲထွက်လာရင်လေမသိတာချင်လဲစိုးပြီးလို့ရတယ်ကွာအရင်တည်ငြိမ်တော့အကြီးသွားမှာကာလာကလေပြီးရင်နောက်တစ်ခါညီမလေးကအသားကြီးလည်းလင်းချင်တယ်လေပြီးတော့ကိုကလူငယ်တယောက်ကွာအဲ့တော့ကြတော့လူငယ်ဆန်ဆန်လေးပဲလောက်တာကောင်းတယ်ညီမလေးရဲ့ style နဲ့ဆိုရင်ကျွန်တော်တို့ကတော့နည်းနည်းလေးနွေးတဲ့ကာလာဘက်သွားတာကောင်းတယ် အားရောက်နေပြီ သူကတော့အနီပတ်လည်းနည်းနည်းလေးတန်းတယ်ဝါပတ်နည်းနည်းလေးလည်းတန်းတယ် အနီတန်းတော့မကြိုက် အနီဆိုတာဟိုလိုမျိုးကြီးမင်းကိုတည်တဲ့အနီမဟုတ်အနီအောင်တိုင်းရုံတော့လို့ပဲညိုစိမ့်တွေ့ပြီးရမှာအညိုမှစိမ့်တဲ့ဘက်တန်းတယ်လို့ အဲ့ဒါကိုမကြိုက်ဘူး ဒါပေမဲ့ကျွန်တော်ကလေမျက်နှာလေးလည်းလင်းချင်တယ်ဆိုတော့စောစောကလိုမျိုးဟာလေးကိုခိုင်းစိတ်ခဲ့လာအသားရည်မျက်နှာရည်လည်းပိုပြီးမှလင်းသွားမှာ အနီဘက်ကြီးတော့မသွားဘူးမလားကျွတ်သွားရင် ကျွတ်သွားရင်အနီဘက်မသွားပါဘူးဝါတဲ့ဘက်ပဲရောက်ပါပြီးရင်လည်းညီမလေးကအရင်ကလည်းအမြဲတမ်းအညိုစိုးနေကြတယ်နော်ဟုတ်တယ်ပါအပြောင်းလဲလေးလည်းဖြစ်အောင်လုပ်ကြည့်လိုက်ပါနော်ဒီညီမလေးကမန်မာရှိလားဟုတ်ပြီကိုလိုကဒီထိုင်းနေနေရ promotion ပုံမောင်းပေးရလေ38ရာခိုင်နှုန်းအဲ့ဒါပဲအရင်ခံစားလိုက်ဒီဟာကြီးပြီးွားတဲ့ခါကျရင်ညီမလေးလို့အကိုလိုဘက်ကပေါ့နော်ဒီနှစ်ပေါင်းများစွာလုပ်ခဲ့တဲ့လူကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့လေကျွန်တော်တို့ရဲ့ဒီမန်မာဝင်ထားတဲ့လူအကုန်လုံးကွာတောက်ဖြောင်းဆိုပြီးတဲ့30ရာခိုင်နှုန်းဒီဆောက်ပြောင်းပေးထားတယ်ပေါ့တန်တဲ့ချော်တာညှက်တာမျက်နှာတွေရတော့ပုံမှန်လိုပဲ20ရာခိုင်နှုန်းပေါ့အဓိကကောက်တာဖြောင်းတာဆိုးတာတွေ30ရာခိုင်နှုန်းတိုးမြင့်ပေးထားတယ်ပေါ့နော်